အားလုံးပဲမင်္ဂလာပါဒီနေ့တုတ်တန်ချန်ခန်းကြီးလေးကိုဖတ်လို့ပါတယ်ငါသားတို့အဖဤနိဥပဒေသကိုနားထောင်၍ဉာဏ်တဘောကိုနားလေခြင်းကစိတ်စိတ်မှတ်ကြလောကောင်းသောဩဝါဒကိုငါပေး၏ငါပြည့်ညက်တရားကိုမပေကြနဲ့ငါမူကားအဖဤရင်နှင့်အမိရှိမှနူးညံ့၍အချစ်ဆုံးသောသားဖြစ်၏ငါအဖတွင်တင်၍မွတ်ဆိုလေသည်ကားငါစကားကိုသင်၏နှလုံး၌တွင်မိ၍ငါပညာတို့ကိုကျင့်ဆောက်သဖြင့်အသက်ရှင်လောပညာကိုစီးဘူးလောဉာဏ်ကိုစီးဘူးလောတတိမလစ်စေနှင့်ငါ၏နှုတ်ထွက်စကားကိုမလွဲမရှောင်နှင့်ပညာကိုမစွန့်နှင့်သူသည်တင့်ကိုထိမ့်သိမ့်လိမ့်မည်သူကိုချစ်လောတင့်ကိုစောင့်မလိမ့်မည်ပညာသည်အမျက်ဆုံးသောအရာဖြစ်၏ပညာကိုစီးဘူးလောစီးဘူးသမျှသောဥစ္စာတို့တွင်ဉာဏ်ကိုစီးဘူးလောသူကိုအမျက်ထားလော့သူသည်တင့်ကိုချီးမြှောက်လိမ့်မည်သူကိုဖတ်ရမ်းလျင်ဂုံအတရေကိုပေးလိမ့်မည်တင်ဤခေါင်းကိုတင့်တယ်သောဥယျင်းနှင့်ပတ်ရ၍ဘုံကြီးသောတရဖူကိုအနံလိမ့်မည်ငါတာငါစကားကိုနားထောင်နာယူလော့တို့ပြုလင်တင့်အသက်နှစ်ပေါင်းများလိမ့်မည်ပညာလန်းကိုငါပြသ၍မှန်သောလမ်းခရီးတို့၌တင့်ကိုငါပို့ဆောင်၏ရှောက်သွားလင်ကျင်းမြောင်းရာသို့မရောက်ပြေးသောအခါတိုက်မိ၍မလဲရာဥပရိသကိုကင်ဆွဲလော့မလွတ်နှင့်စောင့်ထားလော့အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏အဓမ္မလူတို့လမ်းထဲသို့မဝင်နှင့်ဆိုးရုပ်သောသူတို့နှင့်အတူမလိုက်နှင့်သူတို့လမ်းကိုကျင်ရှောင်လော့လိုက်မသွားနှင့်လွဲ၍သွားလော့သူတို့သည်သူတစ်ပါး၌အပြစ်မပြုရလင်မအိပ်သက်တစုံတယောက်သောသူကိုမလဲစေလင်အိပ်၍မပျော်သက်ဒုစရိုက်နှင့်ဆိုင်သောမုတ်ကိုစား၍ညှင်းဆဲခြင်းနှင့်ဆိုင်သောစပြည့်ရည်ကိုတောက်သက်ကြ၏ဖြောင့်မတ်သောသူတို့၏လမ်းသည်တက်သောအာယုန်ကဲ့သို့ဖြစ်၍နေထွက်တည်တိုင်အောင်တိုးပွားထွန်းလင်းတတ်၏မတရားသောသူတို့၏လမ်းမူကားမောင်မိုက်ကဲ့သို့ဖြစ်၍သူတို့သည်လဲသောအခါအဘယ်အရာကိုတိုက်မိသည်ဟုမသိရကြငါတာငါစကားကိုနားထောင်လော့ငါဟောပြောချက်တို့ကိုနားသွင်းလော့တင်မျက်မှောက်မှမကွာစေနှင့်နှလုံးသွင်း၌စောက်ထားလော့အကြောင်းမူကားထိုတရားစကားကိုတွေ့ရသောသူတို့သည်အသက်ရှင်ခြင်းတကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီနှလုံးသည်အသက်၏အခြေအမြစ်ဖြစ်သောကြောင့်သင်၏နှလုံးကိုအထူးသဖြင့်စောင့်ရှောက်လော့ကောက်သောစကားတို့ကို၎င်းညှင်းဆန်တတ်သောနှုတ်ခမ်းတို့ကို၎င်းဝေးစွာပယ်ရှောင်လော့သင်၏မျက်စိသည်ရှေ့ရှု၍မျက်ခမ်းတို့သည်တဲ့တဲ့အာယုံပြုစေလော့သင်သွားရလမ်းကိုစူးစမ်း၍သွားလီရာရာ၌တည်ကြည်ခြင်းရှိစေလော့လက်ရဘက်လက်ဝဲဘက်တို့မသိမ်းမလွဲနှင့်ဒုစရိုက်ပြုရာလမ်းကိုရှောင်လော့အယောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေ